မင်္ဂလာပါ The Go Box ရဲ့ Premier League ပွဲကြိုသုံးသက်ချက်အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်အတွက်အရင်ဆုံး Manchester Derby ပွဲနဲ့စလိုက်ရအောင်ပါဒီနေ့မြန်မာစံတော်ချိန်ည9:00 နာရီမှာအားလုံးစောင့်စားနေတဲ့ Man United နဲ့ Manchester City တို့ကစားသွားဖို့ရှိပါတယ်ဒီပွဲကပုံမှန် Derby ပွဲတွေထက်ပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းနေတာက Man U အသင်းဘက်မှာယာယီနီးပြ Michael Carrick ရဲ့ Old Trafford ပွဲဦးထွက်ထနေလို့ပါပဲပရိသတ်တွေကတော့နီးပြတဲ့လက်ထက်မှာအသင်းရဲ့စိတ်ဓာတ်ပိုင်းဘလောက်ပြောင်းလဲသွားမလဲဆိုတာကိုအတော်လေးမျှော်လင့်နေကြမှာပါဒါပေမဲ့စိန်ခေါ်မှုကတော့မသေးဘူးဗျဘာလို့လဲဆိုတော့တစ်ဖက်မှာရင်ဆိုင်ရမှာက Formula အတိုင်းကစားတတ်တဲ့ Pep Guardiola ရဲ့ Man City အသင်းဖြစ်နေလို့ပါဒီပွဲမှာ Man U အတွက်သတင်းကောင်းကတော့အာဖရိကဖလားကနေပြန်ရောက်လာတဲ့ MB Mumo နဲ့ Amad Diallo တို့ပါဝင်နိုင်လာပါပဲတိုက်စစ်မှာလဲ Sesko ကဂိုးတွေပြန်သွင်းနေတာကြောင့် City ခန်းစစ်ကိုအလောက်ရှုပ်အောင်လုပ်နိုင်မှာတေးကြပါတယ်။ City ဘက်ကိုကြည့်မယ်ဆိုရင်လဲခန်းစစ်ပိုင်းမှာဒဏ်ရာပြဿနာလေးတွေရှိနေတာကိုတွေ့ရတယ်။ Ruben Dias တို့ Stones တို့မပါနိုင်တာက Man U အတွက်အခွင့်အရေးဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့သူတို့မှာက Haaland အပြင်အသစ်ခေါ်ထားတဲ့ Semenyo အားလဲခြေစွမ်းပြနေတော့ United ခန်းစစ်အတွက်ကတော့တကယ့်ငရဲခံပါပဲ။ကျွန်တော်အမြင်ကတော့ Man U ကနီးပြတဲ့နဲ့အတူအိမ်ခွင်းမှာအားကျိုးမှန်တက်ကစားမှာဖြစ်တယ်လို့ City ကလည်းအမတ်ရောလို့မဖြစ်တဲ့အခြေအနေမို့အပြန်အလှန်ဂိုးသွင်းရမယ်ပွဲကောင်းတဲ့ပွဲဖြစ်လာမှာပါဒါပေမဲ့စုဖွဲ့မှုပိုကောင်းတဲ့ City ကပဲကတ်ပြီးနိုင်သွားမလားဒါမှမဟုတ် Carrick ကအိမ်ခွဲမှာအံ့အားသင့်စရာရလက်ထုတ်ပြမလားဆိုတာကတော့ရင်ခွင်စရာပါပဲကိန်းကနန်းတွေကတော့ City က2ဂိုး1ဂိုးလောက်နဲ့နိုင်သွားဖို့အခွင့်အရေးပိုများနေတယ်လို့သုံးသပ်ရပါတယ်တစ်ဖက်မှာလဲ City ကအသာစီးရနိုင်တယ်ဆိုပေမဲ့ United ဘက်ကနေကစားကွက်ကိုဘယ်လိုလှည့်စားနိုင်မလဲဆိုတာစဉ်းစားကြည့်ဖို့လိုလာပြီအထူးအချက်က City ရဲ့ခန်းစစ်ဘောင်ပိုင်းပဲဗျာ DS နဲ့ Stones တို့မပါတာက United အတွက်ရွှေရောင်အခွင့်အရေးပဲ Man U ရဲ့ Sesko ကအရက်အမောင်းကောင်းတယ်လို့တိုက်စစ်စင်တာလဲမြန်တယ် City ရဲ့လူငယ်နောက်ခံလူတွေနဲ့ဒဏ်ရာကနေပြန်လာတဲ့သူတွေကြားထဲမှာ Sesko က physical နဲ့ဖိအားပေးနိုင်ရင်ဂိုးရဖို့လမ်းစာပေါ်လာမှာပြီးတော့ MB Mumo ရဲ့တောင်းပန်းဖြတ်ပြေးမှုတွေက City ရဲ့တက်ကစားတတ်တဲ့ fullback တွေနောက်ကနေရာလွတ်တွေကိုကောင်းကောင်းအသုံးချနိုင်မလားဆိုတာစောင့်ကြည့်ရမယ်ဒါပေမဲ့စိုးရင်စရာက United ရဲ့ကွင်းလယ်ပဲဗျာ Casemiro နဲ့ Mainu တို့က City ရဲ့ Rodri, Foden တို့ပေါင်းဆက်ထားတဲ့ဆက်ရုပ်လိုတိကျတဲ့ကွင်းလယ်ကိုဘယ်လောက်ထိတားဆီးနိုင်မလဲအထူးသဖြင့် Foden ကနေရာရှာတာအရင်တော့သူ့ကိုမျက်ခြေပြတ်သွားတာနဲ့ Haaland အတွက်လမ်းပွင့်သွားမှာပဲ United အနေနဲ့ဒီပွဲမှာ low block ကစားမလားဒါမှမဟုတ် Carrick ကအိမ်ကွင်းပရိသတ်ရှိမှာရဲဝန်းနဲ့ pressing တက်လုပ်မလားဆိုတာကတော့တကယ်အလွဲပြောင်းပဲနောက်တစ်ခုစိတ်ဝင်စားစရာက City ရဲ့အသစ်စီမင်ညိုပါသူက Premier League မှာအသားကျနေတဲ့သူဆိုတော့ United ရဲ့ဘေးတောင်ပန်းခန်းစစ်ကစားသမားတွေထက်တဲ့ဒါလော့လို့ Shaw တို့နဲ့တကယ်ကိုအကျိတ်အနံဖြစ်မှာပါတစ်ဖက်မှာလဲ Bruno Fernandes ကသူ့ရဲ့ killer pass တွေနဲ့ပွဲကိုပြောင်းလဲပစ်နိုင်မလားဆိုတာကတော့ Man U ပရိသတ်တွေအတွက်မျှော်လင့်ချက်ပေါ့ခြုံပြောရရင်တော့ဗျာ City ကနီးစနစ်အရာတာနေပြီမိတ်ဒါဘီပွဲဆိုတာ technical ထက် passion စိတ်သက်ပြင်းပြမှုကပိုစကားပြောတတ်ပါတယ်Carrick ကစားသမားတွေကိုစိတ်သက်သွင်းနိုင်ခဲ့ရင်တော့ကျွန်တော်တို့ခံမှန်းထားတဲ့ City နိုင်မယ်ဆိုတဲ့ရလဒ်ကပြောင်းပြန်ဖြစ်သွားနိုင်ပါတယ်ကဲဒါဘီပွဲပြီးရင်တော့ကျွန်တော်တို့ Anfield ဘက်ကိုလည်းကြည့်အောင်ဗျာလီဗာပူးပရိသတ်တွေတော့ဒီပွဲကအမားမခံတဲ့ပွဲလို့ပြောရမယ်ဘာလို့လဲဆိုတော့လီဗာပူးဟာနောက်ဆုံးကစားခဲ့တဲ့လီပွဲစဉ်၃ပွဲစတိုင်တည်ရကြထားလို့အမှတ်ပေးစရာထိပ်ပိုင်းကနေအနှဲငယ်ရှိုးချနေလာကြောင်းပါဒီပွဲမှာအကြီးမားဆုံးဆုံးရှုံးမှုကတော့အားလုံးသိကြတဲ့အတိုင်းအသင်းရဲ့အသက်ဝင်ရင်မိုဟာမက်ဆာလာပါပဲသူကအာဖရိကဗလာသွားကစားနေတုံဆိုတော့တိုက်စစ်ပိုင်းမှာအားနည်းသွားမလားလို့စိုးရင်စရာရှိပြီမဲ့တည်င်းကောင်းကတော့အသစ်ခေါ်လူထားတဲ့လူငယ်တိုက်စစ်မှုဟူဂိုအီကီတီကေကဒန်ယာကနေပြန်လာပြီးခြေစွမ်းပြနေတာပါပဲသူကဆာလာမရှိချိန်မှာအသင်းရဲ့အားကိုးရဖြစ်လာနိုင်တယ်လို့လီဗာပူးရဲ့ record breaker ဖြစ်လာမလားဆိုတာစောင့်ကြည့်ရမှာပါဘန်လီဘက်ကိုကြည့်ရင်တော့သူတို့ကဇယားအောက်ခြေနားမှာယုံကန်နေရတာအားလုံးအသိပဲဒါပေမဲ့သူတို့ကနောက်ဆုံးပွဲမှာ Man U ကိုတီးရကစားထားနိုင်လို့စိတ်ဓာတ်ပိုင်းကတော့တက်နေမှာပါစကောပါကာရဲ့ဘန်လီကခန်းစစ်ကိုပိတ်ဆိုပြီးလီဗာပူးကိုဒုက္ခပေးဖို့ကြိုးစားလာမှာပါအထူးသဖြင့်လီဗာပူးရဲ့ခန်းစစ်ပိုင်းမှာ Alexander Isak နဲ့ Conor Bradley တို့ဒဏ်ရာကြောင့်မပါနိုင်တာကဘန်လီအတွက်တမ်ပီယံတိုက်စစ်မှာအသစ်ရှူပေါက်ရစေနိုင်ပါတယ်ကျွန်တော်ရဲ့30ချက်ရဆိုရင်တော့လီဗာပူးဟာဒီပွဲမှာဘောလုံးပိုင်ဆိုင်မှု80%ကျော်အထိစိုးမိုးထားနိုင်မှာတေးချသလောက်ရှိပါတယ်
ဒါပေမဲ့အရေးကြီးတာကဘန်လီရဲ့ဘတ်ကားကြီးကိုဘလို့ဖောက်ထွက်လဲဆိုတာပါပဲ Florian West နဲ့ Dominic Soboslai တို့ရဲ့ကွင်းလည်ဖန်တီးမှုတွေကဒီပွဲရဲ့အဆုံးဖြတ်ဖြစ်လာနိုင်ပါတယ်ကိန်းဂဏန်းတွေရဆိုရင်တော့လီဗာပူးနိုင်ဖို့အခွင့်အရေး83%ကျော်အထိရှိနေပြီးနှစ်မျိုးမှာဂိုးလောက်နဲ့ပွဲကိုအေးအေးဆေးဆေးအဆုံးသတ်သွားနိုင်မယ်လို့ခန့်မှန်းရပါတယ်ဒါပေမဲ့လီဗာပူးအနေနဲ့အခွင့်အရေးတွေကိုအပိုင်အသုံးမချနိုင်ခဲ့ရင်ဘန်လီရဲ့စိတ်ရှည်တဲ့ခန်းစစ်ကြားမှာအခက်တွေ့သွားနိုင်တာကိုလည်းသတိထားရမယ်ဗျအန်ဖီကနေကျွန်တော်တို့အနောက်လန်ဒန်ဒါဘီပွဲစဉ်ရှိတာ Stamford Bridge စီကိုခဏလောက်သွားလိုက်အောင်ဗျဒီညမှာတော့ Chelsea နဲ့ Brentford တို့ထိတိုက်တွေ့ကြတော့မယ်Chelsea အတွက်ကတော့ဒါကတကယ်ကိုအပြောင်းလဲကာလကြီးဖြစ်နေတာဗျအဓိကကတော့ Chelsea ရဲ့နီးပြတဲ့ Liam Rosinia ရဲ့ Premier League ပွဲဥထွက်ပွဲစဉ်ဖြစ်နေတာမှာပဲ Rosinia က Chelsea ကိုပို့ပြီးတော့အားကောင်းတဲ့တိုက်စစ်ဆင်မှုတွေတက်ကြွတဲ့ pressing တွေဖုံးပေါ်နေတာဒါပေမဲ့သတိထားရမှာက Chelsea ခန်းစစ်ကနောက်ဆုံးနှစ်ပွဲမှာ3ဂိုးအထိပေးထားရတော့ Brentford ရဲ့တံပြန်တိုက်စစ်ကိုဘယ်လိုထိမ့်မလဲဆိုတာစိတ်ဝင်စားဖို့ကောင်းတယ်ဗျဒီပွဲမှာ Chelsea ပရိသတ်တွေအပျော်လုံးတဲ့င်းကတော့ကိုးပါမာနဲ့အသင်းကောင်းဆောင် Reece James တို့ဒဏ်ရာကနေပြန်လာနိုင်တာပါပဲပါမာကတော့ဒီအသင်းရဲ့အသက်သွေးကြောင်းဆိုတာငင်းလို့မရဘူးလေနောက်ပြီး Arsenal နဲ့ပွဲမှာလူဆောင်ဝင်လာပြီးနှစ်ဂိုးသွင်းခဲ့တဲ့ကာနာချိုးလည်းပွဲထွက်စီရင်မှာပါလာဖို့များနေတော့ Chelsea တိုက်စစ်ကတကယ်ကိုလက်ဆင့်မီတောက်တွေလို့မြန်ဆန်နေမှာပါဒါပေမဲ့ Brentford ကိုလွတ် short တွဲလို့လုံးဝမရဘူးဗျသူတို့ကနောက်ဆုံး9ပွဲမှာ4ပွဲထိနိုင်ထားပြီးခြေစွမ်းကငကာပတ်နေတာအထူးသဖြင့်သူတို့ရဲ့တိုက်စစ်မှု Igor Thiago ကဒီရာသီမှာ16ဂိုးအထိတွင်းထားပြီးဖောင်းသိမ့်နဲ့ရေးထားတယ်လို့ဂိုးတွေမြင်နေရတာပါပြီးတော့ Brentford က Stamford Bridge ကွင်းမှာနောက်ဆုံး4ချိန်လာကစားတော့က3ချိန်အထိနိုင်ထားတဲ့အမှတ်တမ်းကောင်းလဲရှိနေတယ်ဗျကျွန်တော်ရဲ့ပွဲဂရိသုံးသက်ချက်ရဆိုရတော့ Chelsea ကအင်ကွင်းမှာနီးပြတဲ့နဲ့အတူအားနဲ့မှနဲ့ဖိပြီးကစားပါလိမ့်မယ်ဒါပေမဲ့ Brentford ရဲ့တံပြန်တက်ဆက်ကလည်း Chelsea ကိုဒုက္ခပေးရုံပါပဲနှစ်သင်းလုံးကတိုက်စစ်ဦးစားပြီးကစားတတ်တာကြောင့်ဂိုးတွေအများကြီးမြေရမယ့်ပွဲမျိုးဖြစ်နိုင်ပါတယ်Sports Mo ကတော့ဒီပွဲကိုနှစ်ဆိုတဲ့တည်ရရလက်ခံမှန်းထားပါတယ်။ Brentford ရဲ့အဝေးကွင်းမိုက်တန်းကောင်းနဲ့ Chelsea ရဲ့ခန်းစစ်အားနည်းချက်ကိုချိန်ထိုးကြည့်ရင်တော့ဒါကဖြစ်နိုင်ခြေအရှိဆုံးရလာပါပဲ။ဒါပေမဲ့ပါမာရဲ့တူးချင်းအရေးချွင်းကပွဲကိုအလီတောင်းလို့ထွာမလားဆိုတာကတော့စောင့်ကြည့်အောင်ပါပဲ။ကဲအခုတော့ကျွန်တော်တို့ Ellen Road ကွင်းစီကိုခဏလောက်ထောက်လိုက်အောင်ဗျာ။ဒီညမှာတော့တန်းစင်းစုံကနေလွတ်အောင်ယုံနေတဲ့ Leeds United နဲ့ Europa ဝင်ခွင့်မျှော်လင့်ချက်ရှိတဲ့ Fulham လို့ထိတ်တိုက်တွေ့ကြမယ်ပွဲဖြစ်ပါတယ်။ဒီပွဲကတကယ်ကိုမန်ပါတဲ့ပွဲလို့ပြောရမယ်ဗျာလီဇအသင်းဟာနောက်ဆုံးလီပွဲစဉ်၄ပွဲဆက်တိုက်အနိုင်မရထားပေမဲ့သူတို့ရဲ့အင်ကွဲမှာတော့တကယ်ကိုအာမာဘေကတ်ကစားတဲ့အသင်းဖြစ်ပါတယ်အထူးသဖြင့်အင်ကွဲမှာ Chelsea ကိုနိုင်ခဲ့တယ်လို့လီဗာပူးနဲ့မန်ယူတို့အသင်းကြီးတွေကိုလည်းဒီကစားထားနိုင်တဲ့အဲ့တဲ့ကိုဒုက္ခပေးတဲ့မှတ်တမ်းကောင်းကြီးချိနေတယ်ဗျာလီဇတဲ့သတင်းကောင်းကတော့အသင်းရဲ့အမာကန်နဲ့ခန်းစစ်မှုဂျိုးရူတို့နဲ့ဂျေဒန်ဘူဂေတို့ဒဏ်ရာကနေပြန်ပါလာနိုင်တာပါပဲတိုက်စစ်မှာလည်းဂိုးတွေဆက်တိုက်သွင်းနေတဲ့ Calvert Lewin က Leeds Fulham ရဲ့ခန်းစစ်ကိုအကောင်းဆုံးချိန်ချောက်သွားမှာပါသူကလီစစ်တို့က9ပွဲမှာ9ခုအထိတွင်းထားတော့ဖူလန်တွေကတော့တကယ်ကိုခေါင်းခဲစရာပဲဒါပေမဲ့တစ်ဖက်ကဖူလန်ကိုကြည်လိုက်ရင်လေသူတို့ကအသေးလစ်လီတတ်မှုတွေလိုပဲဗျလက်ရှိမှာအဆင့်9ရာခိုင်နှုန်းအထိတက်လန်ထားပြီးယူရိုပဝင်ခွင့်နဲ့4မှတ်ပဲကွာရတာဗျအာဖရိကဖလားသွားကစားနေတဲ့ EOB တို့ဘာစီတို့မပါနိုင်ပေမဲ့ Henry Wilson တို့ Smith Rowe ကကွင်းလယ်မှာတကယ်ကိုကြည်ကြက်လေးလေးရှိနေတာပြီးတော့ဖူလန်က Leeds နဲ့နောက်ဆုံး4ချိန်တွေ့ခဲ့တဲ့ချိန်မှာ4ချိန်ဆက်တိုက်နိုင်ထားတဲ့အဆင့်အလာအထားစီးလည်းရထားတယ်ဗျကျွန်တော်ရဲ့ပွဲကလေးသုံးသက်ချက်အရဆိုရင်တော့ Leeds ကအင်ကွင်းပရိသတ်အားရှိနဲ့အစိုးပိုင်းမှာဖိပြီးကစားပါလိမ့်မယ်။ဒါပေမဲ့ Marco Silva ရဲ့ Fulham ကလည်းတည်ငြိမ်မှုရှိပြီးတံပြန်တိုက်စစ်မှာထပ်မြောင်လာတာဗျာ။အထူးပတိ Leeds ကတိုက်စစ်တက်ချိန်မှာချန်ထားခဲ့တဲ့နေရာလက်တွေကို Fulham ကအသုံးချသွားနိုင်ပါတယ်။ Sports Mo ရဲ့ခံမှန်းချက်အရတော့နှစ်ဆိုတဲ့တည်ရလက်ဖြစ်ပါတယ်။နှစ်တင်းလုံးကဂိုးသွင်းနိုင်တဲ့အခြေအနေချိပြီးမဲ့အမှတ်ခွဲယူသွားမဲ့ပွဲမျိုးဖြစ်လာနိုင်ပါတယ်။လီးစအတွက်ကတော့ဒီဓမတ်ကတမ်ဆင်းရဖို့အတွက်တန်ဖိုးရှိတဲ့ဓမတ်ဖြစ်လာနိုင်တယ်လို့ဖူလန်ကတော့ယူရိုပအိမ်မက်အတွက်အနေငယ်နှောင်းတက်သွားစီမဲ့ရလတ်မျိုးဖြစ်လာနိုင်ပါတယ်ဗျဒီပွဲမှာလီးယူနိုက်တက်ကအိမ်ကွင်းအားတာချက်နဲ့အစင်လာဆိုးကိုကျိုးဖြတ်ဖြစ်နိုင်မလားဒါမှမဟုတ်ဖူလန်ကပဲထုံးစံအတိုင်းအနိုင်ယူသွားမလားပရိသတ်ကြီးကတော့ဘလူးထင်လဲဗျနောက်ဆုံးပွဲစဉ်အနေနဲ့တော့အမှတ်ပေးစရာထိတ်ကအာဆင်နယ်အသင်း City Ground မှာ Nottingham Forest နဲ့တွားရောက်ရင်ဆိုင်ရမယ့်ပွဲအကြောင်းပြောပြပေးချင်ပါတယ်ဗျဒီပွဲကအာဆင်နယ်အတွက်အမှတ်ပေးစရာထိတ်မှာ6မှတ်အသာနဲ့ခြေလန်းကျဲနိုင်မဲ့အခွင့်အရေးဖြစ်တယ်လို့ Forest အတွက်ကလည်းတန်ဆင်းစုံနဲ့ဝီယာကိုပြေးနိုင်ဖို့ရုန်းကန်ရမယ့်ပွဲပါလက်ရှိမှာအာဆင်နယ်ကခြေစွမ်းတက်နေပြီးနောက်ဆုံးကစားခဲ့တဲ့6ပွဲစလုံးရှုံးပွဲမရှိထားဘူးဗျအထူးသဖြင့်ဂျာယက်ကပဲခြေစီးကိုအဝေးကွင်းမှာ3ဂိုး2ဂိုးနဲ့နိုင်ထားတော့စိတ်ထက်ကတကယ်ကိုအထွတ်ထိပ်ရောက်နေတာအာဆင်နယ်ဘက်မှာစိတ်ဝင်စားစရာအကောင်းဆုံးကတော့တိုက်စစ်မှုသက် Victor Gyökeres ပါပဲသူကချယ်ဆီနဲ့ပွဲမှာဂိုးသွင်းဂိုးဖန်တီးမှုနဲ့လွတ်ထားနိုင်လို့ဒီနေ့ညမှာလည်းဂျေဇူးထက်သူ့ပဲပွဲထွက်လာဖို့များပဲ
နောက်ပြီး Hedrick Shea Martinelli နဲ့ Saka တို့ရဲ့အရှိန်အဟုန်ကလည်း Forest ခန်းစစ်ကိုကောင်းကောင်းစမ်းသပ်ပါလိမ့်မယ်။ဒါပေမဲ့ Forest ကိုလည်း short တယ်လို့များကုန်မြနီးပြရှောင်းတိုက်လက်ထက်မှာသူတို့ကခန်းစစ်ကြစ်ကြစ်လစ်လစ်နဲ့ကစားတက်လာတယ်။တလင်းကောင်းကတော့အာဖရိကဖလားကနေ Sangare နဲ့ Willy Bolly တို့ကြံရောက်လာတာပါပဲ။ဒါဟာ Forest ရဲ့ခန်းစစ်နဲ့ကွင်းလက်အတွက် NRG တရားဖိလာမှာပါ။ဒါပေမဲ့သူတို့ရဲ့အဓိကတိုက်စစ်မှု Chris Wood ဒဏ်ရာကြောင့်မပါနိုင်တာကတော့ Arsenal ခန်းစစ်အထတတရစီမဲ့အချက်ပေါ့။ကျွန်တော်ရဲ့ပွဲကြိုသုံးသက်ချက်အရဆိုရင်တော့ Arsenal ကပွဲကိုအစားဆုံးထိန်းချုပ်ထားနိုင်ပါလိမ့်မယ်။ရှောင်းတိုက်ရဲ့အသင်းတွေက Arsenal နဲ့တွေ့ရင်တကိုးထက်ပိုသွင်းနိုင်ခဲတဲ့အစဉ်အလားလည်းရှိနေတယ်ဗျ။ Forest ကအိမ်ကွင်းမှာခန်းစစ်ပိတ်ပြီးအခွင့်အရေးကိုစောင့်မှထက်ပေမဲ့ Arsenal ရဲ့တိုက်စစ်ဆုံးလည်မှုကိုတားဆီးဖို့တော့ခက်ပါလိမ့်မယ်။ Sports Mo ကတော့ Arsenal က3ဂိုးတကိုးလောက်နဲ့နိုင်သွားမယ်လို့ခန့်မှန်းထားပါတယ်။ Arsenal ထွက်တော့ Champion လမ်းကြောင်းပေါ်မှာအမှားအယွင်းမှုရှိဆက်ရှောင်မဲ့ပွဲတစ်ပွဲထစ်လာလိမ့်မယ်လို့မြင်မိပါတယ်ဗျာ။ကဲဒီနေ့ပွဲစဉ်တွေအတွက်ကျွန်တော်တို့ခန့်မှန်းထားတဲ့ဂိုးရလက်တွေကိုအနစ်ချုပ်ဖျန်းကြည့်ရအောင်ပါ။ Manchester Derby မှာတော့ Man U ကတကိုး Man City က2ဂိုးနဲ့ City ကအဝေးကွဲမှာအနိုင်ရသွားမယ်လို့ခန့်မှန်းထားပါတယ်။ Anfield ကွဲမှာတော့ Liverpool က2ဂိုး Burnley ကဂိုးမရှိပဲ Liverpool ကတန်တန်ချွတ်အနိုင်ယူသွားဖို့များနေပါတယ်။ Stamford Bridge မှာတော့ Chelsea က2ဂိုး Brentford က2ဂိုးစီနဲ့အပြန်အလှန်ဂိုးသွင်းပြီးတရေကျသွားနိုင်တယ်လို့အနီးထားပြနေပါတယ်။ Ellen Road ကွဲမှာလည်း Leeds United က2ဂိုး Fulham က2ဂိုးစီနဲ့ပဲအမှတ်ခွဲယူကြမယ့်အနေထားပါပဲ။နောက်ဆုံး Nottingham Forest ကွဲမှာလို့ Ancient Forest ကတကိုး Arsenal က2ဂိုးနဲ့ Arsenal ကအဖိုးတန်အဝေးကွင်းနိုင်ပွဲရသွားမယ်လို့သုံးသပ်ထားပါတယ်ဗျ။ဒီရလက်တွေကိုကြည့်မယ်ဆိုရင်အသင်းကြီးတွေဖြစ်တဲ့ City, Liverpool နဲ့ Arsenal တို့ကတော့သူတို့ရဲ့အရှိန်အဟုန်ကိုဆက်ထိန်သွားနိုင်လိမ့်မယ်လို့ယူဆရပါတယ်။ဒါပေမဲ့ Chelsea နဲ့ Leeds ပွဲတွေမှာတော့တရေရလက်တွေထွက်ပေါ်နိုင်တာကြောင့်အကျိတ်အနယ်ရှိမဲ့ပွဲစဉ်တွေထွက်လာမှာပါ။ပေါ်လုံးဆလာကတော့လုံကျုံနာမို့လို့ကွင်းထဲက60မိနစ်အတွင်းမှာဘာပဲဖြစ်သွားနိုင်ပါတယ်။နီးပြစစ်တီရဲ့အလှအပြောင်းတွေကကစားသမားစစ်တီရဲ့ခြေစွမ်းတွေကကျွန်တော်တို့ခံမှန်းချက်တွေကိုပြောင်းလဲပြင်မလားဆိုတာကတော့ရင်ခွန့်ဆွဲရပါ။ပရိသတ်ကြီးကလည်းပဲပွဲကရလက်ကိုအမှန်ကန်ဆုံးဖြစ်မေလို့ထင်ပါတယ်လေ။ကိုအားပေးတဲ့အသင်းတွေနိုင်ပွဲရပါစေကြောင်းဆုတောင်းပေးရင်းနဲ့ဒီနေ့ညရဲ့သုံးသက်ချက်အစီအစဉ်လေးကိုဒီမှာပဲခဏရက်နာခွင့်ပြုပါအောင်ဗျာ။အားလုံးပဲပျော်ရွှင်စရာဘောလုံးညလေးဖြစ်ပါစေခင်ဗျာ။